မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ပရိသတ်တွေရဲ့ရှီးဟောင်းပုံပြင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒီပုံပြင်လေးကတော့တောပိုင်ဆိုးတဲ့ချင်းသေးမင်းနဲ့တောရင်းတရိษံလေးတွေရဲ့ကြားကတစ္ဆာတရားပြီးတော့အာနာရှိသူရဲ့လောဘအကြောင်းကိုဖော်ပြထားတာပါဟိုးရှိတုန်းကတစ်ပင်လေးတွေထူထပ်ပြီးအစာရေးစာပေါ်များတဲ့တောအုပ်ကြီးတစ်ခုရှိခဲ့ပါတယ်အဲ့ဒီတောအုပ်ထဲမှာတော့တောပိုင်ဆိုးတဲ့ချင်းသေးကြီးတစ်ကောင်ရှိခဲ့ပေါ့ဒီနေ့ကတော့ဒီချင်းသေးကြီးဟာအခြားသောတရိษံငယ်လေးတွေကိုအချမ်းတစ်ခုပေးပါတယ်အချင်းတို့ငါတို့အားလုံးဟာဒီတောထဲမှာအတူနေကြတာပဲအစာရှာတဲ့အခါမှာလည်းတယောက်တည်းရှာရင်ခက်ခဲတတ်တယ်ဒါကြောင့်ငါတို့အားလုံးတာတူညီမြဝါဒနဲ့အုပ်စုဖွဲ့ပြီးအစာရှာကြရင်မကောင်းဘူးလားရလာတဲ့သားကောင်ကိုလည်းအညီအမျှခွေးဝေစားကြတာပေါ့လို့ချင်းသေးကဆိုပါတယ်တရိษံလေးတွေဟာချင်းသေးရဲ့စကားကိုကြားရတဲ့အခါအယမ်းကိုဝမ်းသာသွားကြပါတယ်။ဘာလို့လဲဆိုတော့ချင်းသေးဆိုတာခွန်အားအကြီးဆုံးမဟုတ်လား။သူနဲ့ပေါင်းလိုက်ရင်ငါတို့တော့အစာငတ်မှာမဟုတ်တော့ဘူး။အန်ဒီရဲ့လည်းကင်းပြီလို့တွေးမိကြတာပေါ့။ဒါနဲ့ပဲသူတို့ဟာသဘောတူညီချက်တစ်ခုပြုလုပ်ပြီးအတူတူအမဲလိုက်ထွက်ခဲ့ကြပါတယ်။ကံကောင်းချင်တော့မကြခင်မှာပဲသူတို့ဟာအလွန်ဆူဖြို့ပြီးကျမ်းမာတဲ့သမင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ချင်းသေးရဲ့ခွန်အားကျန်တဲ့တရိษံတွေရဲ့ဝိုင်းဝန်းကူညီမှုကြောင့်သမင်ကြီးကိုအောင်မြင်စွာဖန်ဆီးရမိခဲ့ပါတယ်။အမဲလိုက်ရမှာပါဝင်ခဲ့သူကတော့စုစုပေါင်း၄ဦးပါ။အခုတော့စားတောက်ဖို့အချိန်ရောက်ပြီပေါ့။သူတို့ဟာသမင်ကြီးကို၄ဘုံအငြင်းမြပိုင်းလိုက်ကြပါတယ်။အသားဘုံ၄ဘုံကိုမြေကြီးပေါ်မှာတန်းစီချထားပြီးတရိษံလေးတွေဟာသူတို့ဝေစုကိုစားဖို့ဗိုက်ဆာဆာနဲ့စောင့်နေကြပါတယ်။အဲ့ဒီအချိန်မှာချင်းတီကြီးကရှေ့ကိုဖြည်းဖြည်းချင်းတိုးလာပြီးသူ့ရဲ့ဩဇာညောင်းတဲ့အတန်ကြီးနဲ့ဟိမ့်ဟောက်ပြီးပြောလိုက်ပါတယ်။နေကြအောင်ဤအသားပုံများကိုမဝေခင်ငါပြောတာနားထောင်ကြ။ပထမတစ်ပုံဒါကိုတော့ငါယူမယ်။ဘာလို့လဲဆိုတော့ငါဟာသားကောင်လေးရဲ့ဘယင်ချင်းသေးမင်းဖြစ်လို့ပဲ။ဒုတိယတစ်ပုံဒါကိုလည်းငါပဲယူရမယ်။အခုသမင်ကိုဖမ်းမိတာငါရဲ့တက်တီနဲ့အရှိန်ဝါကြောင့်မဟုတ်လား။ငါမပါရင်မင်းတို့ဖမ်းနိုင်ပါမလား။တတိယတစ်ပုံဒါကတော့ငါ့ကိုအခွန်ဆက်တာလို့မှတ်လိုက်ပါငါဟာမင်းတို့ရဲ့အရှင်သခင်ဖြစ်လို့အခွန်ကိုငါယူရမယ်တရိษံလေးတွေဟာတဦးမျက်နှာတဦးကြည့်ပြီးကြောင်အမ်းမှန်ဖြစ်သွားကြပါတယ်ကျန်တာကတပုံပဲရှိတော့တာလေသူစိတ်ထဲမှာရေရွတ်နေတော့ချင်းသေးကြီးကနောက်ဆုံးတပုံကိုလည်းလက်သေးနဲ့ကုတ်ယူလိုက်ပြီးနောက်ဆုံးတပုံကတော့ငါအခုသမင်ကိုဖမ်းရလို့အယမ်းမော်ပြီးဗိုက်စာနေပြီဒါကြောင့်ဒီပုံကိုလည်းငါပဲဆာရမယ်ဒါတွေမကသေးပါဘူးခင်ဗျာချင်းသေးကြီးဟာမျက်လုံးနီနီကြီးတွေနဲ့ကြံတဲ့တရိษံတွေကိုကြည့်ပြီး train ချောက်လိုက်ပါသေးတယ်။အကယ်၍မင်းတို့ထဲမှာငါရဲ့ခွဲဝေမှုကိုမကျေနပ်တဲ့သူရှိရင်ထွက်ခဲ့စမ်း။ထွက်လာတဲ့သူကိုလည်းအခုသမင်ကိုကြိုက်ဖြတ်တယ်လို့မျိုးငါကြိုက်သက်စားပြင်မယ်။တနာစရာကောင်းတဲ့တရိษံတွေဟာဘာတခွန်းမှမပြောရဲကြပါဘူး။သူတို့ဟာဖြော်လင့်ချက်အပြည့်နဲ့အမဲလိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့စားလောင်မှုသိပ်စွာပဲနဲ့တိတ်ဆိတ်စွာဖဲခွာသွားခဲ့ကြရပါတယ်။ဒီပုံမြင်လေးကကျွန်တော်တို့ကိုဘာသင်ခန်းစာပေးတယ်လဲဆိုရင်ခွန်အားရှိသူအာနာရှိသူအချို့ဟာသူတို့ရဲ့အကျိုးစီးပွားအတွက်သာကတိပေးတတ်ကြပြီးလက်တွေ့မှာတော့ကိုကြိုးရှာတတ်ကြလေဆိုတာပါပဲဒါကြောင့်ဘသူနဲ့ပဲဖြစ်ဖြစ်မိဖတ်ပြုတဲ့အခါကတိကဝိတ်ပြုတဲ့အခါမှာတစ်ဖက်လူရဲ့စိတ်သက်ကိုသေချာလိလာဖို့လိုအပ်ပါတယ်ခင်ဗျာ